ကျေးဇူးအများကြီးတင်ပါတယ်အခုကျမတို့ကချင်ဒေတာမှာ2017ဇွန်လ9ရက်နေ့စစ်စတင်ပြီးတော့မှဖြစ်ပွားခဲ့တာဒီနေ့2025မှာဆိုလို့ရှိရင်14နှစ်ပြည့်ပြီပေါ့နော်14နှစ်ပြည့်တဲ့ကာလမှာကျမတို့ရင်ဆိုင်ခဲ့ရတဲ့အတွေ့အကြုံတွေကိုကြည့်မယ်ဆိုလို့ရှိရင်အထူးသဖြင့်ကျမတို့အမျိုးသမီးအရေးနဲ့ပြည်သူတွေဘက်ကနေကြည့်မယ်ဆိုလို့ရှိရင်တော့ပြောလို့မကုန်ဘူးပေါ့နော်ပိုဆိုးတာကတော့အာဏာသိမ်းပြီးနောက်ပိုင်းကကျမတို့ကချင်ပြည်နယ်မှာပိုဆိုးတယ်ကချင်ပြည်နယ်ပဲမဟုတ်ဘူးပေါ့နော်နေရာတိုင်းမှာပိုဆိုးတယ်ဒါပေမဲ့စစ်ရဲ့တက်ဆိုးရှိပြီးတော့မှပိုပြီးပြင်းပြင်းထန်ထန်ခံစားရတယ်ဆိုတာကိုတော့ကျမတို့ပြောလို့ရတယ်ဆိုတဲ့အခြေအနေဖြစ်ပါတယ်အထူးသဖြင့်ဒီ2017နောက်ပိုင်းအာဏာဒီ2017ပေါ့နော်2017ဒီတကြော့ပြန်စစ်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာဒီစစ်ပြေးဒုက္ခသည်တွေကတိမ့်နဲ့ချီပြီးရှိတယ်အာနာသိမ့်ပြီးနောက်ပိုင်းကပိုပြီးများလာတယ်ပေါ့နော်ဆိုတော့တချို့ကတော့ camp ဆိုတဲ့ဒီစစ်ချောင်စခန်းဆိုတဲ့စခန်းမှာမရှိပေမဲ့လည်းကိုနီကိုဟန်နဲ့စစ်ရှောင်နေရတာကြီးလည်းအများကြီးရှိတာပေါ့နော်အဲ့ဒီခါကျတော့ကချင်ဒေတာမှာစစ်ရှောင်တဲ့စစ်ပြေးရတဲ့ပြည်သူကတသိန်းနှစ်သိန်းမဟုတ်တော့ဘူးအခုကဒီသုံးပုံနှစ်ပုံလောက်အများစုကစစ်ရှောင်နေရတယ်စစ်ပြေးနေရတယ်လို့ကျမတို့ပြောလို့ရပါတယ်ပြီးတော့အဲ့ဒီအထဲမှာအမျိုးသမီးတွေနဲ့ကလေးတွေမတန်ဆွမ်းနေပြီးတော့တက်ကြီးရွယ်အိုတွေကလည်းတော်လေးဒုက္ခရောက်ကြပါတယ်ဒါတင်မကဘူးပေါ့နော်လွန်ခဲ့တဲ့2024မှာဒီ conscription law လို့ခေါ်တဲ့ဒီတနိုင်ငံလုံးကိုလွှမ်းခြုံတဲ့အနေနဲ့စစ်အုပ်စုကနေပြီးတော့မှဥပဒေတစ်ခုထုတ်တယ်ပေါ့နော်ဥပဒေတစ်ခုထုတ်ပြီးတော့မှသူတို့အဲ့ဒီဥပဒေကိုကျင့်သုံးတယ်တနိုင်ငံလုံးမှာရှိတဲ့လူငယ်တွေအသက်အရွယ်ကောင်းတဲ့လူတွေကိုဒီစစ်သားစုဆောင်ပြီးတော့မှရှေ့တန်းပို့တယ်ဒါကြောင့်မို့လို့လူငယ်တွေခုနကျမပြောနေတာအမျိုးသမီးတို့ကလေးတို့တက်ကြီးရွယ်အိုတို့ပြောတာပေါ့နော်အခုကတော့အမျိုးသမီးကလေးတက်ကြီးရွယ်အိုပဲမဟုတ်ပဲနဲ့လူငယ်တွေပြင်နေပေါ့နော်ဒီ14နှစ်ကိုကြည့်တဲ့အခါမှာတော်တော်ဒုက္ခရောက်ကြတယ်ထွက်ပြေးနေရတယ်မလုံခြုံမှုတွေကြုံတွေ့နေရတယ်ဖမ်းဆီးခံနေရတယ်ဆိုတဲ့အခြေအနေတွေ့ရတယ်ပေါ့နော်ဆိုတဲ့အခါကျတော့ကျမတို့ကချင်ပြည်နယ်ကိုကြည့်မယ်ဆိုရင်တခြားပြည်နယ်နဲ့နိုင်ရှင်လို့ရှိရင်တော့ပိုဆိုးတယ်လို့ကျမတို့ပြောလို့ရတယ်ပေါ့နော်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ဒီအမျိုးသမီးတွေကရှိတဲ့နေရာမှာစားဝတ်နေရေးအတွက်ကိုစ조사ရုန်းကန်နေရတဲ့အချိန်မှာပေါ့နော်ဒီအာနာသိမ့်ပြီးနောက်ပိုင်းစစ်ပြေးဒုက္ခသည်တွေကကြေးရွာကအမျိုးသမီးတွေကပို့ပြီးဒုက္ခရောက်တာဘာဖြစ်လို့လဲဆိုတော့ကချင်ပြည်နယ်ကတဘာဝတည်ရန်စာတအလွန်ပေါ်ကျွယ်ဝတဲ့ပြည်နယ်ဖြစ်တယ်အဲ့ဒီအခါမှာအာနာသိမ့်ပြီးနောက်ပိုင်းခရိုနီလို့ခေါ်တဲ့အရင်ရှင်တွေပြီးတော့ပြည်ပကနေပြီးတော့မှရင်းအနီးတွေနဲ့လာပြီးရင်းနှီးမြှုပ်နှံတဲ့ကုမ္ပဏီတွေကစစ်အုပ်စုနဲ့တွဲပြီးတော့မှစစ်အုပ်စုနဲ့နှစ်ပေါက်တစ်ပေါက်ရိုက်ပြီးတော့မှကျမတို့ကချင်ဒေတာတဘာဝတည်ရန်ဇာတာတွေကြိုက်တယ်လို့ထုတ်ယူသုံးစွဲနေတယ်တဘာဝအရင်မြစ်တွေကိုဖျက်ဆီးနေတာကိုတွေ့ရတယ်အဲ့ဒါရဲ့ဆိုးကျိုးကိုလည်းကျမတို့ကခံရတယ်ပေါ့နော်စစ်14နှစ်ဆိုတဲ့အခါမှာကျမတို့ကအဲ့ဒီလိုတကယ်ပဲအနိဋ္ဌာယုံတွေကိုအမျိုးမျိုးပဲကျမတို့ကြုံတွေ့နေရတယ်ဆိုတဲ့ဥစ္စာကိုပြောချင်ပါတယ်လို့ဆိုတော့ကျမတို့ကချင်ပြည်နယ်အခုတည်းမဟုတ်ကချင်ဒေတာပေါ့နော်ကချင်ဒေတာလို့ပြောတဲ့အခါမှာရှမ်းမြောက်လည်းပါတယ်ဆိုတော့ဒီလိုကချင်ဒေတာမှာရှိတဲ့ပြည်သူတွေရဲ့ဆင်းရဲဒုက္ခတွေကိုဘယ်သူကတာဝန်ယူတယ်လဲဆိုတော့ NGO တွေကတာဝန်ယူပေးတယ်ပြီးတော့ဒီ IDP camp တွေအတွက်စားဝတ်နေရေးတွေ NGO တွေဘာသာရေးအဖွဲ့အစည်းတွေကတာဝန်ယူပြီးတော့မှလှုပ်ဆောင်ပေးတာတွေ့ရတယ်ဒါပေမဲ့အာဏာသိမ်းပြီးတဲ့2021နောက်ပိုင်းမှာတော့ကျမတို့ကချင်ပြည်နယ်ကိုကူညီနေတဲ့ဒီ NGO တွေကလည်းဒီတနိုင်ငံလုံးမှာစစ်ဖြစ်တဲ့အခါကျတော့အကူအညီတွေကလည်းမရရှိဘူးဆိုတဲ့အခြေအနေဖြစ်သွားတယ်ပြီးတော့တနိုင်ငံလုံးမှာအင်တာနက်ဖြတ်တယ်ဖုန်းဖြတ်တယ်လို့ဆိုပေမဲ့ကျမတို့ကချင်ပြည်နယ်ကပို့ပြီးဆိုးတယ်လို့ပြောလို့ရတယ်ပေါ့နော်တခြားပြည်နယ်တို့ကြည့်တဲ့အခါမှာမြို့ကြီးပြကြီးတွေကတော့အင်တာနက်တွေဖုန်းတွေရတယ်မရဘူးဆိုရင်တော့မှဒီပြတ်တောင်းနဲ့ပေါ့နော်ဖုန်းလောက်တော့ရှိတယ်ဒါပေမဲ့ကျမတို့ကချင်ပြည်နယ်က
နှစ်တုန်းက2024ဇူလိုင်ကနေပြီးတော့မှလုံးဝဖုန်းတွေအင်တာနက်တွေလုံးဝမရအောင်ဖြစ်သွားတယ်ဒါပေမဲ့အခုနောက်ပိုင်းတော့နည်းနည်းပါးပါးတော့ရသွားတယ်ပေါ့နော်ဆိုတော့ဒီကချင်ပြည်နယ်မှာဒီလိုဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီအမောင်ကဘာမှာပေါ့နော်ဖုန်းတွေအင်တာနက်တွေမရတော့ဘူးဆိုတဲ့အခါမှာအမျိုးသမီးတွေကိုလိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအမျိုးသမီးတွေကိုတပြားတိုင်းမှုအမျိုးသမီးတွေကိုလူကုန်ကူးမှုအစရှိတဲ့ပြဿနာတွေကိုလည်းအမျိုးသမီးတွေကအများကြီးပဲရင်ဆိုင်ကြုံတွေ့နေရတယ်ဆိုတဲ့ဥစ္စာကိုတွေ့ရပါတယ်နောက်တစ်ခုပြောရမယ်ဆိုလို့ရှိရင်စစ်အုပ်စုကနေပြီးတော့မှကျမတို့ပြည်သူတွေကိုပေါ့နော်ဒီသူတို့တိုက်တဲ့ KNA သူတို့တိုက်တဲ့ AA သူတို့တိုက်တဲ့ကျောင်းသားတွေကိုမဟုတ်ပဲနဲ့ပြည်သူတွေကို target ထားပြီးတော့မှတိုက်ခိုက်တာဒါကတော့တနိုင်ငံလုံးအတိုင်းအတာဖြစ်တယ်ဒါပေမဲ့ကျမကတော့ကချင်ပြည်နယ်မှာ14နှစ်ကြာတဲ့အခါမှာကျမတို့စိုးစိုးဝါးကြုံရတဲ့ဟာတွေနည်းနည်းပါးပါးကျမပြောချင်တယ်ပေါ့နော်ကျမတို့ကချင်ပြည်နယ်မှာဒီစစ်အုပ်စုကနေပြီးတော့မှလေကြောင်းနဲ့တိုက်ခိုက်တာတော်တော်လေးကိုတခြားဒေသနဲ့ဆိုင်တော်တော်ဆိုးဆိုးဝါးဖြစ်တယ်။ဘာဖြစ်လို့ဒီလိုပြောနိုင်တယ်လဲဆိုလို့ရှိရင်ကျမတို့ကချင်ဒေသမှာရှိတဲ့တော်လိုင်းရေးအဖွဲ့ဖြစ်တဲ့ KIO KIA ကအခြားသောတိုင်းသားလက်နက်ကိုင်တွေကိုသူတို့ကစစ်ပညာရေးဘိုင်းဆိုင်ရာတင် जा ပေးတာတွေအခြားသောအရာတွေကိုထောက်ပံ့ပေးတာတွေတော်တော်များများလုပ်တဲ့အခါမှာစစ်အုပ်စုကနေပြီးတော့မှ KIO KIA တွေကို target ထားပြီးတော့မှပို့ပြီးတိုက်တာဒီမကပဲနဲ့ကချင်ဒေသမှာရှိတဲ့ပြည်သူတွေကိုလည်းပဲအများကြီး target ထားပြီးလုပ်ရတာကိုတွေ့ရပါတယ်ပေါ့နော်ကျမတို့ကြည့်မယ်ဆိုလို့ရှိရင်2022အောက်တိုဘာမှာဖြစ်သွားခဲ့တဲ့အနန့်ပါ case တို့ပြီးတော့အနန့်ပါမှာလူတွေအများကြီးပဲဒီအပြစ်မဲ့တဲ့ပြည်သူတွေအဲ့မှာပွဲလန်းတပင်ကျင်းပနေတဲ့အချိန်မှာ stage show လုပ်တဲ့အခါမှာအဆိုတော်တွေရောပြည်သူတွေရောအများကြီးပဲအမှာအသက်ဆုံးရှုံးခဲ့ရတယ်ပြီးတော့နောက်တစ်ခုကကျတော့2023အောက်တိုဘာမှာပဲမုံလိုက်ခက်လို့ခေါ်တဲ့ IDP camp မှာလိုက်စာအနီးမုံလိုက်ခက်ဆိုတဲ့ IDP camp မှာလေနဲ့ဘုံကျဲပြီးတော့မှဒီလူများစွာပေါ့နော်အသက်ဆုံးရှုံးခဲ့ရတယ်ပြည်သူတွေစစ်ပြေဒုက္ခတဲ့ပြည်သူတွေများစွာအသက်ဆုံးရှုံးသွားတယ်ပြီးတော့နောက်တစ်ခုကကြတော့ဒီ2024နိုဝင်ဘာမှာပဲဗမော်ဘက်ကကုန်းလောမှာပေါ့နော်ပြည်သူတွေရှိတဲ့စစ်ဆောင်ပြည်သူတွေရှိတဲ့နေရာမှာ target ထားပြီးတော့မှလေနဲ့ဘုံကျဲတယ်ပြီးတော့အခြားဒီဖျားเจ้าမာတွေဘုန်းကြီးเจ้าမာတွေပြည်သူတွေစုနေတဲ့နေရာမှာတိုက်တာတွေလည်းအများကြီးရှိတယ်ဒီသုံးခုကလူပေါင်းများစွာကိုတစ်ချိန်တည်းမှာအမြောက်များစွာဆုံးရှုံးစေတဲ့အရာဖြစ်တယ်ပေါ့နော်ဒါကနိုင်ငံတကာဥပဒေအရပြောမယ်ဆိုလို့ရှင်ဒါလူသားမျိုးနွယ်ကိုတိုက်ခိုက်တဲ့အမှုတွေဖြစ်တယ်စစ်ရာဇဝတ်မှုကိုကျူးလွန်တဲ့အမှုတွေဖြစ်တယ်စစ်ရာဇဝတ်မှုကိုကျူးလွန်တဲ့အမှုတွေဖြစ်တယ်ဒါကြောင့်မလို့ဒီလိုလုပ်တဲ့အဖွဲ့အစည်းတွေကိုအရေးယူဖို့ရန်အတွက်လည်းလိုအပ်တယ်ဆိုတာကိုလည်းပဲကျွန်မပြောချင်ပါတယ်ပြီးတော့နောက်တစ်ခုကကြတော့ဒီလိုလေချောင်းတိုက်ခိုက်ပြီးတော့မှကျမတို့ကသူတို့လေချောင်းတိုက်ခိုက်ပါတယ်လို့ပြောတဲ့အခါမှာသူတို့မဟုတ်ပါဘူးဆိုတော့ပြန်ပြီးတော့မှခြေပတဲ့ဟာတွေမဟုတ်မမှန်တဲ့သတင်းတွေနဲ့ပြန်ပြီးတော့မှလုတ်တဲ့လုံဆက်တွေကိုလည်းပဲကြုံတွေ့နေရတာပေါ့နော်ဆိုတဲ့အခါကျတော့ဒီပြည်သူတွေကိုလူသားတိုင်းအနေနဲ့အသုံးပြုတာကတောက်လျှောက်ကျမတို့ခံနေရတယ်ဆိုတာကိုကျမပြောချင်တယ်ပြီးတော့အခုဆိုလို့ရှိရင်လောလောလတ်လတ်ပေါ့နော်ဒီဖက်ကန်ဘက်မှာပေါ့နော်ဖက်ကန်ဘက်မှာလူသားပြည်သူလူထုကိုဒီလူသားတိုင်းအဖြစ်နဲ့အသုံးပြုပြီးတော့မှသွားနေတယ်ဆိုတော့စစ်အုပ်စုရဲ့အမှုကျင့်တွေကိုကျမတို့တွေ့ရတယ်ပေါ့နော်ဆိုတော့ဖက်ကန်ဘက်ဆိုတာကအင်တာနက်တို့ဖုန်းတို့တော်တော်ခက်ခဲတဲ့နေရာဖြစ်တယ်ဆိုတဲ့အခါကျတော့ကျမတို့ဘယ်အချိန်မှာဘယ်သူကဘလောက်ဖြစ်တယ်ဘယ်သူကဘာလုပ်တယ်ပြည်သူတွေဘယ်နှယောက်ကဘာဖြစ်တယ်ဆိုတော့ကျမတို့မကြားရအောင်မနစ်ကဆိုလို့ရှိရင်ကျမတို့2024ပေါ့နော်ဇူလိုင်အောက်ကစက်တင်ဘာမှာလုံးဝဖုန်းလိုင်းမရှိတဲ့အခါမှာဒီဖက်ကန်စိမ့်တောင်မှာစကားနေပြီးတော့မှဒီလာပြီးတော့မှလေရင်နဲ့ဘုံကျဲတယ်လာပြီးတော့တိုက်ခိုက်တယ်ပြီးတော့အဲ့ဒီဖက်ကန်စိမ့်တောင်မှာရှိတဲ့အမျိုးသမီးငယ်တွေကိုဒီလိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုမဒိန်ကျင့်နေဆိုတဲ့ဥစ္စာကိုကျမတို့နောက်ပိုင်းဖုန်းတွေလိုင်းရတဲ့အခါကျမှကျမတို့အဲ့ဒီသတင်းတွေကြားရတာပေါ့နော်ဆိုတော့ဒီလိုဟာတွေဖြစ်တယ်ပြီးတော့အခုကျမတို့ကြည့်တဲ့အခါမှာဘယ်နိုင်ငံဒီဘန်ဘိုင်းဖြစ်ပေါ့နော်ကျမတို့နိုင်ငံမှာပဲဖြစ်ဘယ်ဒေတာမှာစစ်ဆောင်တွေစစ်ပြေးဒုက္ခတွေဘယ်နှယောက်ဖြစ်တယ်အမျိုးသမီးဘယ်နှယောက်ဒုက္ခရောက်တယ်ဆိုတာကို UN HCR တို့ UN OCHA တို့ကချင်းသူတို့သတင်းနေresearch လုပ်ပြီးတော့မှချင်းပေါ့နော်သူတို့ website မှာတင်တာရှိတယ်ဒါပေမဲ့မိနစ်တုန်းက2024နဲ့ဒီနှစ်နောက်ပိုင်းမှာကျမတို့ကချင်ဒေတာကတကယ်ပြောမယ်ဆိုလို့ရှိရင်ဗမော်
ဆိုတဲ့မြို့ကကျွန်တော်တို့ကချင်ပြည်နယ်ဒုတိယအကြီးဆုံးမြို့ဖြစ်တယ်လူတွေထောင်တောင်းသိန်းချီရှိတဲ့မြို့ဖြစ်တဲ့အတိုင်းမဲ့အခုဗမော်မြို့ကလုံးဝလူနေလို့မရတော့ဆိုတော့ဗမော်မြို့ကပြည်သူဘယ်နှယောက်ကဘယ်နှဦးကအမျိုးသမီးဘယ်နှဦးကကလေးဘယ်နှဦးကတည်ဆုံးပြီးတော့မှဘယ်နှဦးကစစ်ရှောင်ရတယ်ဘယ်နှဦးကတောထဲမှာဘလို့ဒုက္ခရောက်တယ်ဆိုတဲ့သတင်းကမရရှိဘူးဆိုတာပေါ့နော်ဘယ် UN ကမှပဲသတင်းဌာနကမှဒီသူတည်တနာလုပ်ပြီးတော့မှသတင်းအချက်လက်တွေကောက်ခံပြီးတော့မှတင်ပြတာမတွေ့ရဘူးဆိုတာလည်းရှိတယ်ပေါ့နော်ဆိုတော့ကျမတို့ကချင်ဒေတာရဲ့အခြေအနေကဒီလိုဆိုးဆိုးဝါးဖြစ်တယ်ဆိုတော့ဥစ္စာကိုဆက်ပြီးတော့မှကျမပြောချင်ပါတယ်အာနာသိန်းပြီးနောက်ပိုင်းကိုအာနာမသိန်းခင်ကိုပေါ့နော်အထူးသဖြင့်ဒီကချင်ဒေတာမှာတကြော့ပြန်စစ်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာကျမတို့မျိုးသမီးအဖွဲ့အစည်းတွေဥဆောင်ပြီးတော့မှဆန္ဒထုတ်ဖော်တာတွေလည်းလုပ်ခဲ့တယ်ဆန္ဒထုတ်ဖော်တဲ့အတွက်ကြောင့်မို့လို့တမတော်ကိုအတရေဖြတ်မှုလို့ဆိုပြီးတော့မှကျမတို့ဒီအရေးယူခံရတယ်ထောင်ချချင်းခံရတဲ့အစရှိတဲ့အတွေ့အကြုံလည်းကျမတို့ရှိပါတယ်ပြီးတော့ဒီစစ်ပြေးဒုက္ခတွေပြီးတော့ပြည်သူလူထုတွေအပြစ်မဲ့တဲ့ပြည်သူတွေကိုတောထဲမှာပိတ်ထားပြီးတော့မှဒီစစ်အုပ်စုကနေပြီးတော့မှထွက်ပေါက်မရှိအောင်ပေါ့နော်ပိတ်ထားတဲ့အတွက်ကြောင့်မလို့တောထဲမှာဒုက္ခရောက်တဲ့အမျိုးသမီးတွေကလေးမွေးလို့တောထဲမှာပေါ့နော်ဖက်ကလေးမွေးပြီးတော့မှကလေးအနီးမရှိဘူးဖက်တင်နဲ့ထုတ်ရတယ်ဆေးမရှိဘူးပြီးတော့အဲ့ဒီ2018မှာဆိုလို့ရှိရင်ဘုံတွေကျဲပြီးတော့မှဒီပြည်သူတွေအပြစ်မဲ့တဲ့ပြည်သူတွေထိခိုက်ဒဏ်ရာရတယ်တိတ်ဆုံးတဲ့သူရှိတယ်ပြီးတော့အမျိုးသမီးတွေကိုလည်းပဲ2017ကနေစပြီးတော့မှအမျိုးသမီးတွေကိုလိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုတွေပြုတယ်ပြီးတော့တပ်ဖြတ်လိုက်တယ်ရက်ဆက်စွာအရင်နှိပ်စက်ပြီးတော့မှတပ်ဖြတ်လိုက်တယ်အစရှိတဲ့အမှုတွေများစွာရှိပါတယ်ဒီအမှုတွေကိုကျမတို့ကတတ်နိုင်တဲ့လောက်ပေါ့နော်ကြုံတွေ့နေရတဲ့ဒီ survivor family တွေကိုကျမတို့တတ်နိုင်တဲ့လောက်ကူညီတဲ့အပိုင်းတွေကိုကျမတို့လုပ်ခဲ့တယ်ပြီးတော့ဒီလိုကိစ္စတွေကိုကဘာကသိအောင်ကျမတို့နီးအမျိုးမျိုးနဲ့ advocacy လို့ခေါ်တဲ့ထုတ်ဖော်တင်ပြတာတို့သတင်းမီဒီယာတွေနဲ့ပြောတာတို့ရှိပါတယ်ကျမတို့ဒီလှုပ်ရှားမှုတွေကိုလုပ်တဲ့အခါမှာလည်းပဲပြည်သူသိအောင်ကျမတို့လုပ်ခဲ့တယ်ပေါ့နော်တစ်ဆက်တည်းမှာအာဏာသိမ်းပြီးနောက်ပိုင်းမှာလည်းပဲကျမတို့ကချိန်ချောက်မှုတွေမျိုးမျိုးရှိတဲ့အခါကျတော့ကျမတို့လုပ်တဲ့လုပ်ငန်းတွေကိုတချို့လုပ်ငန်းတွေကိုကျမတို့ low profile နဲ့ပဲလုပ်ရတယ်ပြီးတော့location တွေကိုဖြောက်ရတယ်ပြီးတော့ဒီစစ်အုပ်စုထိန်းချုပ်တဲ့နေရာမှာကျမတို့ရုံးတွေကိုမဖွင့်ရဘဲနဲ့ကျမတို့ရုံးတွေကိုပြောင်းရွှေ့ရတယ်ဆိုတဲ့အခြေအနေရှိတယ်ပေါ့နော်ပြောင်းရွှေ့နေရပေမဲ့လည်းပဲတကယ်ပဲတိုက်ပွဲကြောင့်မို့ကြုံတွေ့ရတဲ့ပြည်သူတွေအမျိုးသမီးတွေရဲ့ဆင်းရဲဒုက္ခတွေကိုကျမတို့ဒီနေ့အထိဖွင့်မကူညီတဲ့အပိုင်းတွေသူတို့ရဲ့လူပြီးချုပ်ဖောက်မှုတွေကိုကျမတို့ဒီကဘာတိအောင်လှုပ်ဆောင်တာတွေတစ်ဆက်တည်းတောက်လျှောက်ကျမတို့လုပ်နေတာဖြစ်ပါတယ်ပြီးတော့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ဒီအခုနောက်ပိုင်းပေါ့နော်ဒီအမျိုးသမီးအရေးပဲမဟုတ်ပဲနဲ့လူငယ်တွေရဲ့အရေးကိစ္စနဲ့ပတ်သက်ပြီးတော့မှလည်းကျမတို့ထုတ်ဖော်ပြောဆိုတဲ့အပိုင်းတွေကျမတို့လုပ်ပါတယ်လို့ပြီးတော့ခက်ခဲတဲ့အမျိုးသမီးတွေကိုကျမတို့ကူညီတာပြီးတော့ဒီចောင်းတက်ဖို့အတွက်ခက်ခဲတဲ့ကလေးတွေကိုလည်းကျမတို့တတ်နိုင်လောက်ကူညီတဲ့အပိုင်းတွေရှိပါတယ်ကျမတို့အဖွဲ့အစည်းကတော့တကယ်ပဲခက်ခဲတဲ့သူတွေကိုထိရောက်ကူညီတယ်ဆိုတဲ့လုပ်ငန်းကိုကြီးကျယ်လုပ်တာတော့မဟုတ်ဘူးဒါပေမဲ့ပြင်းပြင်းထန်ထန်ကျမတို့မှမကူညီရင်မဖြစ်ဘူးဆိုတဲ့လောလောဆယ်ပေါ့နော်ဒီလောလောဆယ်အမြန်ဆုံးအရေးပေါ်ပေါ့နော်ကူညီဖို့လိုအပ်တဲ့နေရာမှာကျမတို့စူးစမ်းပြီးတော့မှအရောက်တွားမှကူညီတဲ့အပိုင်းတွေလုပ်ပါတယ်။များတော့အပြင်ကျမတို့လုပ်တဲ့အပိုင်းတွေကတော့ပြည်သူတွေကိုအမြင်ဖွင့်တဲ့အပိုင်းတွေကိုအများစုလုပ်ပါတယ်။အမျိုးသမီးတွေဒီလိုခက်ခဲတဲ့အချိန်မှာကိုယ့်ရဲ့ဝမ်းတထွာရေးအတွက်ပဲရုန်းကန်ဖို့မဟုတ်ပဲနဲ့ကိုယ့်ရဲ့ data ကိုယ့်ရဲ့လူမျိုးကိုယ့်ရဲ့လူကုန်တိတ်ခါရှိစွာအသက်မရှင်နိုင်တဲ့အရေးကိစ္စနဲ့ပတ်သက်ပြီးတော့မှပို့ပြီးတော့မှသိမြင်ပြီးတော့မှထုတ်ဖော်တင်ပြနိုင်တဲ့ public speaking skill လို့ခေါ်တဲ့အပိုင်းတွေ leadership တွေပြီးတော့အခုလိုဒီ interim ကာလမှာဒီမျိုးသမီးတွေတည်အပ်တဲ့စွမ်းပညာတွေစွမ်းရည်တွေပေါ့နော်စွမ်းရည်မြင့်တင်ခြင်းလုပ်ငန်းတွေကိုလည်းကျမတို့လုပ်ပါတယ်ဒီလိုinterim ကာလမှာ Federal Democracy ရေးတွေတွင်ပြောနေတဲ့ Constitution တွေကို2008ကိုဖယ်ချပြီးတော့မှ Constitution ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြန်ဆွဲဖို့ဆိုပြီးတော့မှသက်ဆိုင်ရာ stakeholder တွေကလုပ်နေတဲ့သတင်းတွေကြားတဲ့အခါမှာကျမတို့အမျိုးသမီးတွေဒါနဲ့ပတ်သက်ပြီးတော့မှတ
တီးတင်တရတဲ့အရာတွေပေါ့နော်အမျိုးသမီးခေါင်းဆောင်တွေကိုခေါင်းဆောင်ဖြစ်လာမဲ့လားလာရှိတဲ့အမျိုးသမီးလူငယ်တွေကိုကျမတို့အမြင်ဖွင့်တဲ့အပိုင်းတွေကိုလည်းပဲကျမတို့လုပ်ပါတယ်ဆက်ပြီးတော့မှဒီကျမတို့ဒီ activist လို့ခေါ်ရဲပေါ့နော်တက်ကြွလှုပ်ရှားသူလူခွင့်အမျိုးသမီးခွင့်ရေးနဲ့ပတ်သက်ပြီးတက်ကြွလှုပ်ရှားသူလှုပ်ရင်းနဲ့ဤအမျိုးမျိုးနဲ့ချင်းချောက်ခါရတယ်မလုံခြုံမှုဖြစ်ပြနေရတယ်ဆိုတော့မျိုးသမီးတွေကိုလည်းပဲကျမတို့အချင်းချင်းဖိမကူညီတာတွေပံ့ပိုးတာတွေလည်းကျမတို့တတ်နိုင်လောက်လုပ်နေပါတယ်လို့ကျမအနေနဲ့ပြောချင်တာတော့နံပါတ်1ကတော့ပေါ့နော်ဒီရေးပေါ်အကူအညီတွေကိုဒီလူရချင်းစာနာထောက်ထားတွေကူညီပေးဖို့ပေါ့အထူးသဖြင့်ကျမတို့အမျိုးသမီးနဲ့ငါးနှစ်အောင်ကလေးတွေပေါ့နော်မျိုးသမီးတွေကိုကျန်းမာရေးကူညီဆောင်ရှောက်လုပ်ပေးလို့ရှိရင်သူ့ရဲ့ကလေးကိုထိသွားနိုင်တယ်သူ့ကလေးကိုထိလို့ရှိရင် generation အလိုက်ပေါ့နော်ဒီကလေးကအခုတစ်နှစ်ဒါမှမဟုတ်6လဒါမှမဟုတ်တစ်နှစ်တစ်လ2လရှိနေတယ်ဆိုတဲ့အခါမှာနောက်ထပ်ဒီလိုကလေးတစ်နှစ်2နှစ်အရွယ်ကလေးတွေနောက်ထပ်နှစ်20 30မှာဒီကလေးတွေကြီးထွားဖွံ့ဖြိုးလာဖို့လူသားတယောက်အနေနဲ့ဖွံ့ဖြိုးကြီးထွားလာဖို့အတွက်ကိုသူတို့ကိုလိုအပ်တဲ့ကာကွယ်ဆေးတွေလိုအပ်တဲ့အာဟာရတွေမပေးနိုင်ဘူးဆိုလို့ရှိရင်ကျမတို့နိုင်ငံနဲ့ချီလူမျိုးနဲ့ချီပြီးတော့မှဒီဒုက္ခရောက်သွားနိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့သူတို့အတွက်ကိုကျန်းမာရေးပြုစုစောင့်ရှောက်မှုအာဟာရပိုင်းဆိုင်ရာလူသားချင်းစာနာမှုအထောက်အပံ့တွေအရေးပေါ်အကူအညီအများကြီးလိုအပ်ပါတယ်အဲ့ဒါကြောင့်မလို့ဒီလိုသက်ဆိုင်ရာဒီ pro democracy group တွေပေါ့နော်သက်ဆိုင်ရာတော်လှန်ရေးအဖွဲ့အစည်းတွေကိုကျွန်မပြောချင်ပါတယ်ပြီးတော့နောက်တစ်ခုကကြတော့ဒီလိုလူသားချင်းစာနာမှုအထောက်အပံ့တွေကအခု2021နောက်ပိုင်းမှာကျမတို့မြန်မာနိုင်ငံမှာတော်တော်လေးကိုနည်းလာတယ်အာဏာသိမ်းပြီးနောက်ပိုင်းစီအုပ်စုနဲ့အလုပ်လုပ်ရတာခက်တဲ့အခါမှာအလူရှင်အဖွဲ့အစည်းတွေကခောက်ပြန်သွားတာကိုဒီတော်တော်လေးမရှိလာတော့ဘူးဆိုတော့တွေ့ရတာပေါ့နော်ဆိုတဲ့အခါမှာကျမတို့တကယ်တိုင်းရင်းသားဒေတာမှာပေါ့နော်စစ်ရဲ့ဆိုးကျိုးကိုနေ့ရှည်လာမြတ်ဆိုခံစားရတဲ့ကျမတို့လူကချင်ဒေတာတွေမှာတော်တော်လေးကိုအခက်အခဲရှိတယ်ပေါ့နော်ဒိုနာတွေကအလူရှင်တွေကမြို့ကြီးတွေမှာရှိတယ်ပြီးတော့လူအများစုမာလူမျိုးစုတွေရှိတဲ့အဖွဲ့တွေကိုပို့ပြီးတော့မှဒီမရှိတဲ့အထဲမှာရှိတဲ့လောက်နည်းနည်းလေးကိုသူတို့ပဲပို့ပြီးတော့မှထောက်ပံ့နေသလားဆိုတဲ့အခြေအနေတွေလည်းကျွန်တော်တို့တွေ့ရတဲ့အခါမှာဒီဒိုနာတွေကလည်းတော်တော်နည်းလာတယ်ပြီးတော့ဒီ USA လို့ခေါ်တဲ့ဒီ American နိုင်ငံကနေထောက်ပံ့နေရလဲဖြတ်တောက်ချင်းခံရတဲ့အခါမှာပို့ပြီးတော့မှဆိုးရတဲ့အခက်အခဲတွေရှိလာတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့အခုဆက်ပြီးတော့မှဒီအလူရှင်အဖွဲ့အစည်းတွေနဲ့နိုင်ငံတကာအလူရှင်အဖွဲ့အစည်းတွေကလည်းပဲကျမတို့ဒီစစ်ပွဲကြောင့်မလို့ဒုက္ခရောက်တဲ့အထူးသဖြင့်ကျမတို့ဟို2017ကတည်းကနေခံစားနေရတဲ့ကြုံတွေ့နေရတဲ့စစ်ပြေးဒုက္ခတွေအတွက်ပေါ့နော်လူသားချင်းစာနာမှုထောက်ပံ့နေအများကြီးလိုအပ်နေတယ်ဆိုတဲ့အစားကိုပြောချင်ပါတယ်နောက်တစ်ခုကကြတော့ဒီ CSO NGO တကယ် ground မှာရှိတဲ့ CSO NGO တွေကလည်းပဲတကယ်ဒီလူသားချင်းစာနာမှုအထောက်ပံ့တွေကိုထိထိရောက်လှုပ်ဆောင်ဖို့ပြီးတော့မိမိနဲ့တက်ဆိုင်တဲ့အဖွဲ့အစည်းတွေရဲ့တောင့်တင်းခိုင်မာမှုကိုဒီချာလုပ်ပြီးတော့မှဒီအလူရှင်အဖွဲ့အစည်းတွေနဲ့မိမှန်လမ်းမှန်နဲ့ချင်းကပ်ပြီးတော့မှလှုပ်ဆောင်သွားဖို့အတွက်လည်းလိုအပ်တယ်လို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်